အားလုံးပဲမင်္ဂလာပါကျွန်တော်တော့ဒေါက်တာဆော့ပါကျမ်းမာခြင်းတို့လေ့ကျင့်ခန်းတွေလောက်ရကနေယောဂအခြေအနေပိုဆိုးသွားတာကြုံမှုပါတလားကြားမှုပါတလားဟုတ်ပါတယ်တကယ်တော့တက်မှာယောဂတစ်ခုရှိနေရင်လုံးဝမလုပ်ရမယ့်လေ့ကျင့်ခန်းတွေဆိုတာရှိပါတယ်မတီးပဲလှုပ်လိုက်မိရင်အသက်အန္တရာယ်ဖြစ်တဲ့အထိဖြစ်သွားနိုင်တာမျိုးရှိပါတယ်ဒါကြောင့်ဒီနေ့ဗီဒီယိုမှာဘယ်ယောဂတွေရှိရင်ဘာတွေရှောင်ရမလဲဆိုတာကိုအတူတူကြည့်လိုက်ရအောင်ဗျာအချက်1တွေးတိုးနဲ့နှလုံးယောဂရှိသူများပထမဆုံးအနေနဲ့တွေးတိုးနဲ့နှလုံးယောဂအခန်းရှိတဲ့သူတွေပါဒီလိုလူတွေဟာအလွန်လေးလံတဲ့အလေးမှခြင်းနဲ့ပြင်းထန်တဲ့ကာဒီယိုတွေကိုလုံးဝရှောင်ရှားရပါမယ်။ဘာကြောင့်လဲဆိုတော့အလေးတွေအားစိုက်ပြီးမှရင်ညှိမလိုက်တဲ့အချိန်မှာတွေးကြောပေါ်မှာဖိအားတွေရုတ်တရက်အစမတန်တက်လာတတ်ပါတယ်။ဒါကတွေးတိုးသမားတွေအတွက်လေးဖြတ်တာဒါမှမဟုတ်နှလုံးရက်တက်တာအထိဖြစ်သွားနိုင်ပါတယ်။အနေနဲ့လည်းအလွန်ရှိပါတယ်။အချက်နဲ့ဒူးနာခါနာနဲ့အဆင့်မြင့်ရောင်ယောဂများဒုတိယချက်ကတော့ဒူးနာခါနာနဲ့အဆင့်ရောင်တက်သူတွေပါ။သူတို့တွေကတော့အပြင်းထန်ခုံရတဲ့လေ့ကျင့်ခန်းတွေမာကျောတဲ့ကြမ်းပြင်ပေါ်မှာပြေးရတာမျိုးတွေကိုရှောင်ရှားရပါမယ်။ခုံလိုက်ပြေးလိုက်တိုင်းမှာခန္ဓာကိုယ်ရဲ့အလေးချိန်ရိုက်ခတ်မှုတံကိုဒူးစစ်နဲ့ခါးစစ်ပေါ်မှာဓာတ်ရိုက်ကြောက်ရောက်တာမျိုးရောင်ရဲမှုကိုပုံမှုဆိုးစေပြီးအယိုးနုတွေကိုပျက်စီးလဲစေလို့ဖြစ်ပါတယ်။အချက်3မျက်စိရည်တိမ်ယောဂတတိယချက်ကတော့လူတိနေပေမဲ့အရေးကြီးတဲ့မျက်စိရည်တိမ်ယောဂပါ။ရည်တိမ်ရှိသူတွေဟာခေါင်းကိုနှလုံးထက်နှိမ့်တဲ့ယောဂအကွက်တွေဥပမာခေါင်းငိုက်ဆိုင်ရက်တာမျိုးကိုအထူးရှောင်ရှားရပါမယ်။ခေါင်းငိုက်ဆိုင်လိုက်တဲ့အခါမျက်စိအတွင်းဖိအားintraocular pressure ရုတ်တရက်တက်လာပြီးအမြင်အာရုံကြောကိုထိခိုက်နိုင်လို့ဖြစ်ပါတယ်။အချက်၄တွေးအားနည်းယောဂရှိတဲ့လူတွေဟာအမောလွန်စေမဲ့ကာဒီယိုအပြင်းစားလေ့ကျင့်ခန်းတွေနဲ့အနားမရပဲဇာတ်တိုက်ကစားရတဲ့လေ့ကျင့်ခန်းတွေကိုရှောင်ရှားဖို့လိုပါတယ်။ဘာကြောင့်လဲဆိုရင်တွေးထဲမှာအောက်ဆီဂျင်တင်ပို့မှုအားနည်းတဲ့အတွက်ကြွက်သားနဲ့အုံနောက်စီအောက်ဆီဂျင်လုံလောက်အောင်မပို့နိုင်ပဲဖြစ်တတ်ပါတယ်။ဒီလိုဖြစ်လာပြီဆိုရင်ရုတ်တရက်မူးမေ့လဲခြင်းရင်တုန်ခြင်းအမောဖောက်တီးခြင်းတွေဖြစ်တတ်ပါတယ်။အချက်၅အယိုးပွားယောဂအသက်50နဲ့အထက်အမျိုးသမီးတွေဟာအယိုးပွားယောဂဖြစ်နိုင်ခြေအများများပါတယ်။ဒါကြောင့်ဒီယိုးပွားယောဂဖြစ်နိုင်ခြေများတဲ့ဒီအသက်50နဲ့အထက်အမျိုးသမီးတွေဟာယောဂလေ့ကျင့်ခန်းတချို့ဖြစ်တဲ့ကုန်းရလိန်ရတဲ့အနေအထားများတဲ့ယောဂလေ့ကျင့်ခန်းတွေပြီးလဲကျနိုင်ခြေများတဲ့အာကစားကွက်တွေကိုတတိထားလှုပ်ဆောင်ဖို့လိုပါတယ်။ဘာကြောင့်လဲဆိုတော့ကျွန်တော်အယိုးပွားယောဂရှိတဲ့လူတွေမှာအယိုးတိတ်သီးစားကအရန်နေတယ်။ဒါကြောင့်ခါးကိုအလွန်မင်းကုန်းလိုက်တာဒါမှမဟုတ်မတော်တဆချော်လဲတာမျိုးဖြစ်လိုက်တယ်ဆိုရင်ခါးယူတို့မဟုတ်တင်ပစုံယိုးတွေဟာအလွယ်တကူကျိုးပဲ့သွားနိုင်လို့ဖြစ်ပါတယ်။အချက်6စီးချိုယောဂဒီစီးချိုယောဂရှိတဲ့လူတွေဟာဒီတွေးတွင်းတကြားတက်အလွန်နည်းနေတဲ့ချိန်သို့မဟုတ်အလွန်မြင့်မားနေတဲ့ချိန်မှာပြင်းထန်တဲ့လေ့ကျင့်ခန်းတွေကိုရှောင်ရှားပါမယ်။ဒါ့အပြင်စီးချိုကွန်ထရိုကောင်းကောင်းမရတဲ့လူတွေမှာဒီအာယုံကြောထိခိုက်တာမျိုးရှိနေတယ်ဆိုရင်ခြေထောက်ကိုထိခိုက်စေမဲ့လေ့ကျင့်ခန်းမျိုးတွေပြေးခြင်းမျိုးတွေကိုရှောင်ရှားရပါမယ်။ဘာကြောင့်လဲဆိုတော့စီးချိုဓမ္မတွေမှာလေ့ကျင့်ခန်းပြင်းပြထန်တဲ့လှုပ်ခြင်းကခန္ဓာကိုယ်တွင်းမှာရှိတဲ့တကြားတက်ကိုရုတ်တရက်ထိုးကျကြွားစေပြီးဒီသတိလစ်ခြင်းမျိုးတွေဖြစ်သွားနိုင်ပါတယ်။ဒါ့အပြင်စီးချိုမထိနိုင်မဲ့ခြေထောက်အာယုံကြောထိခိုက်ထားသူတွေမှာဆိုရင်ဒီပြေးရတဲ့အချိန်မှာဒဏ်ရာရတာကိုမသိပဲပုံမပြေးရမိတာမျိုးဖြစ်တဲ့အတွက်အနာရင်းပြီးအန္တရာယ်ပုံမကြီးမားနိုင်ပါတယ်။အချက်ခွန်ပန်းနာရင်ကျက်ယောဂပန်းနာရင်ကျက်ရှိတဲ့လူတွေဟာဆောင်းရာသီလိုအေးစိမ့်ပြီးခြောက်တွေ့နေတဲ့ရာသီဥတုတွေမှာအပြင်မှာပြေးထန်စွာပြေးတာမျိုးစပိန်စီးတာမျိုးကိုရှောင်ရှားဖို့လိုပါတယ်။ဘာကြောင့်လဲဆိုတော့လေအေးနဲ့လေချောက်တွေဟာအသက်ရှူလမ်းကြောင်းကိုကျဉ်းမြောင်းစေပြီးရင်ကျက်ချင်းကိုရုတ်တရက်ထကြွစေနိုင်လို့ဖြစ်ပါတယ်။ညီကုန်းချုပ်အနေနဲ့ကျွန်တော်အကြံပေးရမယ်ဆိုရင်တော့ဒီကိုယ်မှာယောဂတစ်ခုခုရှိနေတယ်ဆိုရင်ဒီဆရာဝန်နဲ့အရင်ဆုံးတိုင်ပင်မှာဘယ်လေ့ကျင့်ခန်းကကိုယ့်အတွက်အဆင်ပြေလဲမပြေဘူးလဲဆိုတာကိုဒီကိုယ်နဲ့ပြနေတဲ့ဆရာဝန်ဒါမှမဟုတ်အထူးကုဆရာဝန်တရားရုံးနဲ့တခြားတိုင်ပင်ပြီးမှမိမိခန္ဓာကိုယ်မဲ့ကိုက်ညီတဲ့လေ့ကျင့်ခန်းဒီဇိုင်းကိုစနစ်တကျရွေးချယ်ပြီးကစားတာကပို့ပြီးတော့အနေအကင်းဆုံးဖြစ်ပါလိမ့်မယ်ခင်ဗျ။